အားလုံးပဲမင်္ဂလာပါ TK Traveling Vlog မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုရောက်ရှိနေတဲ့ဖရားကတော့ရန်ကုန်မြို့ကျွန်တော်တို့တင်ငန်းကျွန်းမြို့နယ်ဝေဇယနာလမ်းမပေါ်မှာတည်ထားကိုးကွယ်ထားတဲ့ညဆိုင်ရေးဇီရီတော်မြတ်ပဲဖြစ်ပါတယ်ဒီဇီရီတော်မြတ်ထဲမှာရှိတဲ့ဖရားတွေတော့ဖူအောင်ကျွန်တော်တို့တူထဲထဲကိုလိုက်ခဲ့တယ်နော်ကျွန်တော်တို့ဒီဖရားကစပြီးတော့ဟိုပြန်ပြီးတည်တဲ့အချိန်ပေါ့နော်စပြီးပြန်ပြီးတည်တဲ့အချိန်ကနေပြီးတော့အခုထိဆိုလို့ရှိရင်နှစ်ပေါင်း82နှစ်လောက်ရှိပြီလို့ဒီမှာရှိတဲ့ဂောဘကအဖတွေကပြောပါတယ်ပြီးတော့ဒီဖရားကတချို့ရဲ့ဗဇက်ရာဇဝင်တွေအရာပြောကြတာကတော့ဒီရှမ်းတွေတည်ခဲ့တဲ့ဖရားလို့လည်းပြောတယ်အဲ့တော့ဒီမှာရှမ်းအဆက်တွေရှမ်းတိုက်တွေရှိရလို့လည်းအားလုံးကပြောကြတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းရှမ်းဘိုးတော်ရဲ့နန်းကိုလည်းဒီမှာလုတ်ပေးထားတယ်အမတော်စောမွန်လားလို့ရှမ်းဘိုးတော်ရဲ့နန်းကိုလည်းလုတ်ပေးထားပါတယ်ပြီးတော့ဒီဖရားကကျွန်တော်တို့စပြီးတော့ပြန်တွေ့တဲ့အချိန်တုန်းကတော့ဖရားကမထင်မရှားလေးပေါ့နော်ပြန်တွေ့တယ်ဒါပေမဲ့အခုအချိန်မှာတော့ဒါအခုလက်ရှိကျွန်တော်တို့မြင်နေရတာတော့အခုလက်ရှိဂောဘကတွေကပြန်လဲပြုပြင်မွမ်းမံထားတော့ဖရားလေးကတော်တော်တက်ရဲနဲ့နေရာထိုင်ခင်းနေရာစာတော်တော်အဆင်ပြေသွားတယ်တရားလာအားထုတ်တဲ့လူတွေဒီမှာဒီပရိလာစိတ်တဲ့တရားထိုင်တဲ့လူတွေတော့ပို့ပြီးအဆင်ပြေသွားတယ်ပေါ့နော်ဒီဖရားကိုအားလုံးကလည်းခေါ်ကြတာတော့တိုက်ဖရားလို့လည်းခေါ်ကြပါတယ်ဒီဖရားကဟိုရှမ်းတက်တွေရှိတယ်နောက်ပြီးတော့ဒီရှမ်းတိုက်တွေရှိတယ်ဆိုပြီးတော့ယုံကြည်ကြတယ်ပြီးတော့ဒီဖရားကကျွန်တော်တို့အဋိဌံသမားတွေအဋိဌံပြည့်တယ်လို့လည်းဆူတောင်းပြည့်တယ်လို့လည်းပြောကြတာပေါ့နော်တချို့ကလည်းပြောကြတာကဒါကကျွန်တော်တို့ဒီပြင်ဦးလင်မှာရှိတဲ့ရွှေစာရန်နဲ့အဆက်လို့လည်းပြောတယ်အဲအကြောင်းနာမည်ကလည်းအခုမြစာရန်ဇီရီဆိုပြီးဖြစ်လာတာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဇီရီတော်ရဲ့ရင်ပြင်တော်မှာရှိတဲ့ငကယုံဖရားပဲဖြစ်ပါတယ်ဒီငကယုံဖရားကဒီပြန်လဲပြုပြင်မွမ်းမံတဲ့အချိန်မှာဒီငကယုံဖရားကအခုတည်ထားပြီးသားပေါ့နော်တပြိုင်နဲ့တည်တာဒါပေမဲ့အရင်တော့ရင်ပြင်တော့တို့တစ်ဆက်တည်းမဟုတ်တဲ့အချိန်မှာငကယုံဖရားတော့တက်ဖြစ်နေတယ်ဇီရီတော်ရဲ့ရင်ပြင်နေရာလေးကကျင်းလေးအခုရင်ပြင်တော်တို့တစ်ဆက်တည်းအကျယ်ကြီးချဲ့လိုက်တဲ့အချိန်မှာတော့ငကယုံဖရားကဒီဖရားရင်ပြင်တော်ပေါ်ရောက်သွားတယ်ဒါကလည်းကြည့်ရတာပို့ပြီးကြည့်လို့လည်းကောင်းတယ်အမြင်နဲ့တစ်မျိုးဖြစ်သွားတဲ့ပုံစံလေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဘက်မှာဟိုဟာတိုက်နန်းရှင်တွေရှိတဲ့ဒီတိုက်နန်းရှင်နန်းတွေကိုတစ်ချက်တော့သွားကြည့်အောင်နော်ဒါကတော့နဂါးမဲတော်ကြီးရဲ့နန်းပဲဖြစ်ပါတယ်နဂါးမဲတော်ရှိမယ်ဒီမှာဆိုလို့ရှိရင်ဒါရှမ်းမလေးတိုက်နန်းရှင်ပေါ့နော်ဒါရှမ်းမလေးရဲ့နန်းရှိတယ်ဒီမှာတိုက်နန်းရှင်ရှိတဲ့တော့ဒီမှာဒန်းတွေပါတယ်ဒီမှာလုတ်ပေးထားတယ်ဒါကတော့ညောင်မင်းဘော်ဒီညောင်မင်းဒီမှာကတပင်ရှိတယ်ကျွန်တော်တို့ပြီးရင်ဟိုဒီဖရားရဲ့ဒီခြံတောင်းမှာတပင်ရှိတယ်ပေါ့နော်အဲ့ညောင်မင်းကတော့ညောင်ရီသုံးတာတွေပါလေလှုပ်လို့ရအောင်ဟိုဘက်မှာလှုပ်ပေးထားတယ်ဒါကတော့ရုပ်ကစိုးဘိုးဘိုးကြီးရဲ့နာမည်ဖြစ်ပါတယ်ဒီမှာရုပ်ကစိုးဘိုးဘိုးကြီးနန်းရှိတယ်ပြီးတော့ကျွန်တော်တို့ဒီအဆောင်ကတော့ဒီအဆောင်ထဲမှာရှိတဲ့ဒီစင်းလူတော်တွေကကျွန်တော်တို့ဒီဖရားမှာဒီမူလပေါ့ဒီဖရားကြီးကိုပြန်တွေ့တဲ့အချိန်မှာဖရားရဲ့အထဲထဲမှာတွေ့ခဲ့တဲ့ဒီစင်းလူတော်တွေပဲဖြစ်ပါတယ်ဒီဖရားစင်းလူတော်တွေကိုဒီဘက်ကိုရွှေ့ပြီးတော့ပြန်ပြီးအပူဇော်ခံထားတာပဲဖြစ်ပါတယ်ဒီဖရားထဲမှာတော့ကျွန်တော်တို့စင်းလူတော်အစ်စ်တင်နဲ့ပြန်လဲပူဇော်ထားတာပဲဖြစ်ပါတယ်ဒါကတော့ရှင်သေဝိမထေရမြတ်ကြီးပဲဖြစ်ပါတယ်ဒီရှင်သေဝိမထေရမြတ်ကဒီမှာပူဇော်ထားတယ်ပြီးတော့ဒီနေရာကလည်းဒီမှာရှိတဲ့အဘားတွေရဲ့ပြောပြဝင်ရဒီနေရာကထူးခြားတယ်ပေါ့နော်ဒီနေရာကဖရားရဲ့အောင်မြေလို့လည်းပြောတယ်ဖရားအောင်မြေကနှစ်နေရာဖြစ်နေတယ်ပေါ့နော်ဟိုဘက်မှာလည်းအောင်မြေဆိုပြီးတစ်နေရာရှိတယ်ဒီမှာကလည်းအောင်မြေဆိုပြီးတော့ဒီမှာရှိတဲ့အဘားတွေကပြောပြတာတော့ဒီနေရာကလည်းအောင်မြေဆိုပြီးသတ်မှတ်ထားတဲ့နေရာပဲဖြစ်ပါတယ်ဒီမှာရှင်သေဝိမထေရမြတ်ကြီးကိုဖွင့်နေဒီကဖရားကိုဒီကနေဥတိုက်ပြီးတော့ဒီမှာဆုတောင်းတာတွေပါလုပ်လို့ရတယ်ဆိုပြီးတော့အဘတွေကပြောပါတယ်
အဲ့တော့ကျွန်တော်တို့နောက်ထပ်တစ်နေရာကိုဆက်ပြီးသွားကြည့်အောင်နော်ကျွန်တော်တို့ဖျားကလေကျွန်တော်တို့ဟိုရင်မြင်တော်ကတိတ်တခြားဒီအဆောင်ဒီအကုန်လုံးကရင်မြင်တော်ရဲ့ပတ်ချလဲမှာရှိနေတဲ့အတွက်ကြောင့်ဖျားဟိုဘယ်လိုခေါ်မလဲကျင်းတော့ကျင်းပေမဲ့ဟိုဘယ်လိုခေါ်လဲလာတဲ့လူတွေကတရားအထုတ်တဲ့လူတွေကရမ်းကျင်းတယ်လို့မထင်ရဘူးပေါ့နော်နေရာတခြားပစ္စည်းတွေတိတ်မရှိဘူးဆိုတော့လေအဲ့တော့ကျွန်တော်တို့ဒီအဘဘုံမင်းကောင်ရဲ့အဆောင်လေးကိုတွက်ကြည့်အောင်ဒါကတော့မြဆရန် AC တော်ထဲမှာရှိတဲ့ဒါအဘဘုံမင်းကောင်ရဲ့တနန်းပဲဖြစ်ပါတယ်ဒီမှာလာရောက်ပွဲပေးတာတွေဒီမှာဆူတောင်းတာတွေဒီမှာလုပ်လို့ရတယ်အဘကိုဒီမှာလာရောက်ပူဇော်တာတွေပဲဒီမှာလုပ်လို့ရတယ်ဒီအဘရဲ့ဒီဘက်ဘေးနားမှာဆိုလို့ရှိရင်เนาะအဘဘိုးအောင်ရဲ့တနန်းလည်းရှိတယ်အဘဘိုးမောင်တနန်းပြီးတော့ဒါကတော့ဒီမြဆရန်ဘိုးတော်ဆိုပြီးတော့ဒီမှာအဘဟိုမြဆရန်အဘရဲ့ဒီမှာတနန်းလည်းရှိပါတယ်ဒီမှာအဓိကကတော့ဒါကတော့ဒီကျွန်တော်တို့မြဆရန် ACD တော်ထဲမှာရှိတဲ့ရှမ်းဘိုးတော်ရဲ့တနန်းပဲဖြစ်ပါတယ်ဒါရှမ်းဘိုးတော်နဲ့ဒီရှမ်းဘိုးတော်ရဲ့မြီးနှစ်ပါးဖြစ်တယ်အမတော်စောမွန်လာနဲ့စောခွန်အောင်ဆိုတဲ့မြီးနှစ်ပါးပဲဖြစ်ပါတယ်ဒါဒီရှမ်းဘိုးတော်ရဲ့တိုက်နန်းကတော့ဒီမှာလာရောက်ပြီးတော့ပွဲပေးတဲ့လူကပုံများတယ်ပေါ့နော်ဒီဖះကဒီရှမ်းတိုက်တွေရှမ်းတက်တွေရှိတယ်ဆိုပြီးတော့ဒီကအားလုံးကယုံကြည်ကြတဲ့အတွက်ကြောင့်ဒီမှာပွဲပေးတာတွေဆူတောင်းတာတွေလုပ်ရင်ပို့ပြီးဆူတောင်းပြည့်တယ်ဆိုပြီးတော့အားလုံးကလည်းပြောကြပါတယ်အဲ့တော့ဒီမှာလာရောက်ပြီးတော့ပွဲပေးတာဆူတောင်းတာတွေလုပ်လို့ရပါတယ်ဒီမှာကျွန်တော်ဒီဖះဘက်ကိုရောက်တဲ့အချိန်မှာမကြာဒီရှမ်းဦးစီအဖွဲ့တွေဒီမှာလာပြီးတော့ပူဇော်တာတွေတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်ထပ်ဟိုတစောင်းလေးတစ်ခုကိုသွားအောင်တစောင်းလေးမသွားခင်ဒီရှမ်းဘိုးတော်ရဲ့ဒီဒိုင်နန်းရှေ့မှာရှိတဲ့ဒီဒဂွန်နိုင်ရေဒဂွန်ပေါ့နော်ဒဂွန်နိုင်စီရီဆိုတဲ့ဟာလေးကိုကြည့်အောင်နော်ဒါကတော့ကျွန်တော်ခုနကပြောခဲ့တဲ့ဒီဒဂွန်နိုင်စီရီပေါ့နော်ဒီမှာဆူတောင်းပြည့်ဒဂွန်နိုင်စီရီဆိုပြီးတော့အရင်တော့မီးတွေပါလာရင်တော့ဒီရေဒဂွန်ပုံစံမျိုးတရားတွေလွတ်တယ်ပေါ့နော်ဒဂွန်နိုင်စီရီလေးကိုဒီမှာပူဇော်ထားတာပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီနေရာကမီးချောင်းကန်အပိုင်း1လို့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီထဲမှာလည်းမီးချောင်းကြောက်နဲ့လှုပ်ထားတဲ့မီးချောင်းရုပ်ထုလေးတွေကိုဒီမှာထားတယ်ပေါ့နော်ဒါမီးချောင်းကန်ဒီနေရာကိုအရင်တော့မီးချောင်းကန်အပိုင်း1အပိုင်း2ဆိုပြီးခွဲထားတဲ့နေရာလေးပေါ့နော်ဒီနေရာလေးဖြစ်တဲ့အတွက်ကြောင့်ဒီမှာမီးချောင်းရုပ်ထုတွေတော့ဒီမှာကြောက်ကန်နေတဲ့မှာမီးချောင်းရုပ်ထုလေးတွေထားထားတဲ့နေရာလေးပဲဖြစ်ပါတယ်ပြီးတော့ဒီနေရာကနေပြီးတော့ကျွန်တော်တို့ဟိုဘက်ကိုသူလှမ်းကြည့်လိုက်လို့ရှိရင်ဇေဒီလေးတဆူမြင်လှမ်းမြင်နေတာကျွန်တော်တို့ဒီဇေဒီလေးဒီဘက်မှာအမြင်နဲ့ဇေဒီလေးနေရာကိုလည်းပြီးရင်ကျွန်တော်တို့တွားကြည့်မှာဖြစ်ပါတယ်ပြီးတော့ဖျားထဲမှာတခြားနေရာလေးတွေထပ်ပြီးတွားကြည့်အောင်နော်ဒါကတော့မြဆရန် ACD ထဲမှာရှိတဲ့ကျွန်တော်တို့ဒီဇောင်းပေါ့နော်ဒီဒီဇောင်းမှာတော့ကျွန်တော်တို့အခါကြီးရကြီးတွေဥပုံနေတွေမှာတီလာပေးတရားတွေပါတယ်ဒီမှာတရားပွဲတွေပါတယ်လုပ်တဲ့ဒီဇောင်းပဲဖြစ်ပါတယ်ဒီမှာလည်းဒီမှာမြဖျားကိုပူဇော်ထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့အဲ့တော့ကျွန်တော်တို့မြဆရန်ဖျားထဲမှာရှိတဲ့ဘော်ဒီညောင်ပင်နေရာကိုကျွန်တော်တို့တွက်ကြည့်အောင်နော်ဒါကတော့ကျွန်တော်တို့မြဆရန် ACD ထဲမှာရှိတဲ့ဘော်ဒီညောင်ပင်ပဲဖြစ်ပါတယ်ဒီဘော်ဒီညောင်ပင်မှာကဒီမှာညောင်ရည်သွန်းတာတွေပါတယ်ဒီမှာလုပ်လို့ရတယ်ဆိုတော့ကျွန်တော်တို့အထဲထဲကိုတွက်ကြည့်အောင်နော်ဒီမြဆရန် ACD ထဲမှာဒီဘော်ဒီညောင်ပင်ကလည်းထူးခြားတယ်လို့ပြောကြတာပေါ့နော်ဒီဘော်ဒီညောင်ပင်မှာလာပြီးအဋိဌံနဲ့ဝင်နေအဋိဌံဝင်တဲ့လူတွေကဒီမှာလာပြီးတော့အဋိဌံဝင်ကြတယ်ဆူတောင်းလဲပြည့်တယ်အဋိဌံလည်းပြည့်တယ်လို့ပြောပါတယ်ဒီမှာဆိုလို့ရှိရင်ညောင်ရည်သွန်းတာတွေပါတယ်ဒီမှာလုပ်လို့ရတယ်ဒီမှာလည်းကျေးသွန်းဖျားတဆူလည်းဒီမှာပူဇော်ထားတာရှိပါတယ်ဒါကတော့ကျွန်တော်တို့ဘော်ဒီညောင်ပင်ရဲ့ဒီဘေးနားမှာရှိတယ်ကျွန်တော်မတ်တက်ရုပ်ပွားတော်ပေါ့နော်ကြောက်စင်းလူတော်မတ်တက်ရုပ်ပွားတော်ဒီမှာပူဇော်ထားတာပဲရှိပါတယ်ဒီမှာထိုင်စင်းလူတော်2ဆူလည်းရှိပါတယ်ဒီတစောင်းကလည်းဒီမှာလာပြီးတော့အဋိဌံဝင်တဲ့လူတွေအဋိဌံပြည့်တယ်လို့ပြောတယ်တစောင်းပဲဖြစ်ပါတယ်ဒီမှာလည်းလာရောက်ပြီးအလှူရှင်တွေနောက်လာထပ်ပြီးလှူသွားတဲ့ဖရားတွေပြီးတော့ဒီနိုင်ရန်တွေမှာလည်းကျွန်တော်တို့ဖရားစင်းလူတော်လေးတွေနဲ့ပူဇော်ထားတာပဲဖြစ်ပါတယ်ဒီနိုင်ရန်အပြည့်ပေါ့နော်ကြောက်စင်းလူတော်လေးတွေနဲ့လက်ရလည်းတော်တော်ကောင်းပါတယ်ဒီကဒီပပူးဆရာတွေရဲ့လက်ရတွေပန်းတော့ပန်းတမော့ပညာရှင်တွေလက်ရတွေတော်တော်ကောင်းတယ်အဲ့တော့ကျွန်တော်တို့ဒီဖရားရဲ့ဒီအရှိဘက်မှာရှိတယ်ကျွန်တော်တို့ရက်ခညီနောင်နဲ့ကိုမျိုးရှင်ရဲ့နန်းကိုတွက်ကြည့်အောင်နော်ဒါကတော့ဒီကျွန်တော်တို့မြဆရန် ACD တော်ရဲ့ဒီဝင်ချင်းညာဘက်မှာရှိတဲ့ကိုမျိုးရှင်နန်းပဲဖြစ်ပါတယ်ဒီမှာတော့ကိုမျိုးရှင်အဖကိုမျိုးရှင်နဲ့ဒီ
ဒီအဖကွန်မြူရှင်နှမတော့အမေပလဲရည်ရင်ရဲ့နန်းလေးဒီမှာရှိပါတယ်ဒီမှာလာရောက်ပြီးပူဇော်တာတွေပွဲပေးတာတွေလုပ်လို့ရတယ်ဒီဘက်မှာတော့ဒီမြဆိုင်ရန်ရေးစေဒီရဲ့ရက်ခညီနောင်ပေါ့နော်တရားတော့ရက်ခညီနောင်ကြီးကတော့အခုဆေးတွေပြန်ချဲ့နေတယ်ဆိုတော့လောလောဆယ်တော့ဒီမှာဝင်ရိုက်လို့တော့မရသေးဘူးပေါ့နော်နောင်တော်နဲ့ညီတော့ဒီမှာလဲလာရောက်ပွဲပေးတာတွေဆူတောင်းတာတွေဒီမှာလုပ်လို့ရပါတယ်ကျွန်တော်တို့အဲ့ဒီတော့ဒီမြဆိုင်ရန်ရေးစေဒီကျွန်တော်တို့ခုနလှမ်းမြင်ရတယ်ဟိုဘက်မှာစေဒီတစ်တစ်လေးရှိတယ်အဲ့ဒီစေဒီ9000ပြည့်စေဒီလေးကိုတွားပြီးဖူးအောင်အဲ့ဒီစေဒီကလည်းအဋ္ဌံပြည့်ဆူတောင်းပြည့်တဲ့စေဒီလို့လည်းပြောပါတယ်အဲ့ဒီတော့ကျွန်တော်အဲ့ဘက်ကိုတွားဖူးအောင်နော်ဒါကတော့ကျွန်တော်တို့ဟိုဘက်မှာ9000ပြည့်စီဒီလေးကိုတွားတဲ့လမ်းနေရာလေးပေါ့နော်ညဆိုင်ရေးစီဒီရဲ့အဝင်ဒီတော့လှေကားနားဘေးနားလေးကတကားနေဝင်သွားရင်ရပါတယ်ဒါဒီစီဒီရဲ့ဘေးနားမှာလမ်းလေးလုပ်ပေးထားတယ်ဒီလမ်းလေးကနေပြီးတော့လည်းတွားလို့ရပါတယ်ဒါဒီနေရာလေးကမသိရင်တောလန်းလေးလိုပဲဒီစီဒီကိုတွားတဲ့နေရာလေးပေါ့နော်ကျွန်တော်တို့ဒီနေရာကမသိရင်ရန်ကုန်လို့တော့မထင်ရဘူးဒါဝေဇန်နာလမ်းရဲ့ဘေးနားလေးမှာပဲရှိနေတဲ့နေရာလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီဖျားကကျွန်တော်တို့ဒီမှာဒီဖျားမှာလက်ရှိလုပ်နေတဲ့ဒီအဖတွေပေါ့နော်အဖတွေကဒီဖျားကိုတန်ရှင်းသွားလုပ်တာဘာညာဆိုလို့ရှိရင်ဒီတန်ရှင်းသွားလုပ်တဲ့အချိန်တွေပါဆိုလို့ရှိရင်အနံ့อ่ะပေါ့နော်ဒီကျွန်တော်တို့ဒီဟိန္ဒူဖျားเจ้าတွေမှာဒီပူဇော်တဲ့ဒီလောပန်အနံ့တွေပေးတယ်နောက်ပြီးလို့ရှိရင်အဲ့လိုတရားထိုင်တဲ့ပရိစိတ်နေတဲ့အချိန်ကျရင်နွားခလောက်တန်တွေချစ်လူတန်တွေပေါ့နော်အဲ့လိုအတန်တွေကြားရတယ်ပေါ့နော်အဲ့တော့ဒီအဖတွေကတော့ဒီသူတို့စိတ်ထဲမှာထင်တာကတော့ဒီတိုက်တွေရှိတယ်ပေါ့နော်တိုက်တောင်မှကလားတိုက်တွေရှိတယ်လို့သူတို့ကစိတ်ထဲမှာထင်တယ်လို့ပြောပါတယ်ဒါကတော့ကျွန်တော်တို့ဒီညဆိုင်ရန် ACD ရဲ့ဒီအနောက်ဘက်နားမှာရှိတဲ့ဇေဒီလေးပဲဖြစ်ပါတယ်ဒါ9000ပြည့်ဇေဒီပေါ့နော်ဒါကလည်းရှေးဟောင်းဇေဒီလို့တော့ဒီကအဖတွေကထင်တယ်ပေါ့နော်ဒီပြီးချောင်းကန်မှာတွေ့ဒီစပြီးတော့ဒီဟာရှင်းလင်းတဲ့အချိန်မှာတွေ့တဲ့ဇေဒီလေးပေါ့နော်ဒီဇေဒီလေးကိုဒီတိုင်းလေးပဲဆက်ပြီးဒီမှာပူဇော်ထားတယ်ပေါ့နော်ဒီမှာကအဲ့လိုမျိုးပရိစိတ်တာတရားထိုင်တာတွေလုပ်တဲ့အချိန်ဆိုင်ခုနကကျွန်တော်ပြောသလိုပဲအဲ့လိုမျိုးနွားချလူတန်တွေခလောက်တန်တွေအဲ့လိုမျိုးအတန်တွေကြားရတယ်ဆိုပြီးတော့ပြောကြရပါတော့ဒီနေရာကလည်းတိုက်တွေရှိတယ်လို့အဘတို့ကတော့ခံမှန်းတယ်ပေါ့နော်ဒီမြတ်ဆိုင်ရေးဒီစောင့်နေတဲ့အဘတွေကအဲ့လိုပြောပါတယ်အဲ့တော့ဒီမှာလဲလာရောက်ပြီးတော့ဖူးလို့ရပါတယ်ဒါကတော့ကျွန်တော်တို့မြတ်ဆိုင်ရေးဇီဒီရဲ့အောက်မှာရှိတယ်ဒီဟိုလှိုင်ကူနေရာလေးပေါ့နော်ဒီမှာလာပြီးတော့တရားထိုင်တာတွေပရိစိတ်တာတွေဒီမှာလုပ်လို့ရတယ်ဒီမှာတော့အေးချမ်းချမ်းတိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ဆိုတော့ဒီထဲမှာလည်းလုပ်လို့ရတယ်အပြင်ကလည်းလုပ်လို့ရတဲ့နေရာလေးပဲဖြစ်ပါတယ်အဘဒီဖျားကလေဘယ်နှခုနှစ်လောက်ကစပြီးတည်တဲ့ဆိုတဲ့ဟာလေးရယ်နောက်ပြီးတော့ဒီဖျားကြီးစပြီးဖြစ်လာတဲ့အခြေအနေလေးတွေသိကြလို့ပါအဘပြပြလို့ပါဟုတ်ကဲ့ဟိုအဘသိသလောက်ဆိုလို့ရှိရင်ဒီဖျားက1300နဲ့15ခုဟိုလွတ်လာရပြီပေါ့နော်1315ခုနှစ်လောက်မှာဟိုဒီရက်ွက်ပါရှိတဲ့ဟိုရဟန်းရှင်ကြီးရစုပေါင်းပြီးတော့ဟောပါလေ25ပြီပတ်လည်လောက်ရှိတဲ့ကိုပြည့်လေးပေါ်မှာဒီဘုရားကိုတည်ထားတာဖြစ်ပါတယ်။စတဲ့ကားသားတို့ကတော့ထုံးတင်ကားလေးနဲ့ပေါ့နော်။နောက်ကကြမှာကျွန်တော်တို့မဂျီဆွေရှာဟောမှာတဖြည်းဖြည်းရွှေသင်္ကန်းလေးနဲ့ကပ်တော့ဒီလေးတစ်ခုဖြစ်လာပါတယ်1312ခုနှစ်မှာဒီထဲမှာဒီအဘတို့ဘုရားလေးကိုဟိုဝင်းနေရံပေါ့ဟုတ်ကဲ့ပေ150ပတ်လည်လောက်ဝင်းနေရံလေးခတ်ပြီးသွားပါတယ်ပေစိတ်ပတ်လည်လောက်မှာဒီလေးတစ်ခုပဲရှိပါတယ်
အဲ့ဒီနောက်တော့အဘကလေဘုရားရဲ့ဟိုမူပေါ့နော်ဘုံလေးကိုဟိုပြင်ဆင်ပြီးတော့လုပ်ပေးလိုက်တယ်လုပ်ပေးပြီးတော့ကောဘဆက်ပေါ့နော်ဆက်လုပ်လိုက်ကြတယ်2018ခုနှစ်ရောက်တဲ့ခါကျတော့ကောဘကအစီပြန်ပွဲတဲ့ခါမှာအဘကဟိုဒီသက်ဆိုင်ရာမြို့နယ်ဥက္ကဋ္ဌကြီးကတော့ရက်ွက်လူကြီးရတော့အဘဥက္ကဋ္ဌဖြစ်ခံပြီးတော့ဒီမှာတာဝန်ပြီးပါတယ်တာဝန်ပြီးတဲ့ခါမှာဟိုရန်ကုန်တိုင်းသံဃာမန္တနာခေါ်တဲ့ဥက္ကဋ္ဌဆေတောင်မိဆရာတော်ဒီပေါ့နော်ဒေါက်တာဘာဒနာညာနာဗလာရဲ့လမ်းညွန်မှုနဲ့အဘတို့ကအဲ့လိုပြန်ပြင်ပြီးတော့ပြင်ဆင်ခဲ့ပါတယ်အဲ့လိုပြင်ဆင်တဲ့အခါမှာ25ปีပတ်လောက်ရှိတဲ့ကိုဗစ်ဘောကစီဒီလေးတွေကိုလည်းပြန်ပြင်တာပေါ့နော်ပြန်လဲပြင်ဆင်တယ်ရေမြင်ကိုလည်းပြန်လဲပြီးတော့ပြင်ဆင်တယ်အခုတော့ရေမြင်ဟာသူတို့ရင်အခုကပြင်လာတဲ့အခါမှာပေ90ပတ်လောက်ရေမြင်ကြီးကိုကလည်းပြန်လဲပြင်ဆင်ပြီးတော့အဲ့ဒီပေါ်မှာပြပြကြောက်ပြားတွေနဲ့ခင်းပြီးတော့ဆောင်ရွက်ထားပြီးပါတယ်နောက်ပြီးတော့အဲ့ဒီတည်းမှာရှိတဲ့အရင်ရှေးအောင်နေမှာရှိတဲ့ရှေးအောင်ဘုရားတွေကိုလည်းဟိုပါလေသက်ဆိုင်ရာနန်းဒီပေါ့ကာတန်ကူတီတိုက်ကြီးနန်းဒီဟိုပါလေတိဆောက်ပြီးတော့အဲ့ဒီမှာကျွေးပြီးတော့ပူဇော်ထားတယ်ပေါ့နော်ဟိုတော့သက်ဆိုင်ရာဟိုရင်ထဲအရှိတဲ့သက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့နော်ဟိုပါလေနန်းဒီပါလို့လည်းဘာလို့ကစနစ်တကျပါလေဖွဲ့စည်းပြီးတော့ဟိုဒီသာနေရာပြီးပြီးတော့ဘုရားကလည်းပါလေပြန်လဲပြည့်နိုင်တဲ့အတွက်တော်တော်လေးလူသိများလာပြီးတဲ့ခါပြီးတော့နောက်ပြီးတော့ရင်မြင်းထဲမှာရှိတဲ့သက်ဆိုင်ရာပုဂ္ဂိုလ်တွေတော့သက်ဆိုင်ရာတာတော်ပြီးပုဂ္ဂိုလ်တွေသက်ဆိုင်ရာနတ်ဒီပါတီညာတွေရတယ်နန်းတွေရတယ်ကြီးကျယ်ခမ်းနားတဲ့အတွက်ဘုရားဖူးတဲ့လာကြတယ်ဟိုသူတို့ရဲ့ရိုးရာသူတို့ရဲ့ဟွန်းရင်းပေါ့နော်ယုံကြည်ရာကိုလာရောက်ပြီးတော့ဟိုအဋ္ဌာဝင်ကြတယ်ပတိစိတ်ကြတယ်အဲ့ဒီအချိန်မှာအဋ္ဌာနဲ့အောင်ကြတယ်အောင်ပြမှုတွေလည်းရကြတယ်ဆိုပြီးတော့လူတွေကတော်တော်များများလာကြတယ်တချို့ဆိုလို့ရှင်ပေါ့ကွာဟိုယုံကြည်မှုရှိတဲ့အတိုင်းတချို့ဆိုရင်များဘာသိသလားပေါ့စီဝါရေးအတွက်ဒေတာဝင်နေအောင်တယ်တချို့ဆိုလို့ချင်းအမေရိကန်တို့ဘာလို့သွားဗီဇာတို့ဘာလို့ကြားဖို့လာပြီးတော့ဟိုဒေတာဝင်နေအဲ့ဒီတိုင်းသူတို့အောင်နေဆိုပြီးတော့လာပြီးတော့ပွဲတွေဘာတွေပေးတာဒီလေအများကြီးရှိတယ်တချို့လည်းသားသမီးရဲ့ကြာမာကြီးတချို့ကြလည်းဟိုဗာလေဗီဇာတို့ကြာဆောင်ပြီးစိုက်ပြီးအဲ့ဒါသားကြီးကိစ္စတွေပဲလာပြီးတော့ဟိုအဒေတာကြတယ်ပဋိစိတ်သားတရားဝင်ကြတယ်အောင်မြင်လို့ကျင်တဲ့ပွဲတွေဘာတွေလာပြီးတယ်ဒါကြောင့်မလို့တော့စီတီကားဖြစ်လာတယ်အဘလက်တက်မှာလေသူ့ဟာသူနန်းနေနဲ့ကြာကြာနာပြီးလိုက်ခြင်းဒဇောင်းနေစောင့်တော့စောက်ပြီးတော့နေရာပြီးခဲ့တယ်အဲ့ဒီဘာကိုယ်တိုင်ဦးစီးပြီးတော့ဟိုမှာဒီမှာရက်တော်မူစီတော်ကြီးကိုလေဒီသားပို့ခဲ့တယ်ဥပမာရက်တော်ဘော်ဒီညောင်မယ်ဘော်ဒီညောင်မယ်ရက်တော်မူစီတော်ကြီးကိုလေဘာကိုယ်တိုင်ဦးစီးပြီးတော့ဆောင်ရွက်ပြီးခဲ့တယ်ဘုရားကိုလေဘုရားကလေတဘိုးရှိတယ်ဆူတောင်းပြီးတယ်ဆိုတော့အဲ့ဒီမြတ်ဆိုင်ဘုရားကိုလာတဲ့လူဖြစ်သလိုဒီဘုရားမှာတာလာပြုနေတဲ့ပုံကိုယ်တွေလည်းအများကြီးရှိတယ်လေဘာဘုရားဘာပင်ကောင်စကြတောင်းပန်မှုကာမောတာရှမ်းမှုတော့အစရှိတယ်တော့ဒီဘောကဝတီပဲပေါ့နော်အဲ့ဒီတိုင်နှရှင်စကြည့်တဲ့ပုံကိုယ်တွေရတယ်ကြောက်တဲ့အတွက်2017ခုနှစ်ကနေအဘစာကြီးဆောင်ရွက်လာတာတနည်းတိဆိုရင်တော်တော်ပြင်းပြင်းအောင်မြင်နေပြီးလို့ဖြစ်ပါတယ်နော်အောင်မြင်ဖြစ်နေပါပြီဟုတ်ကဲ့ဟိုကျွန်တော်2000နဲ့ဒီ16လောက်ကကျွန်တော်ဒီကိုတစ်ခေါက်ဒီဖျားကိုလာပူးတယ်အခုအဲ့တုန်းကကျတော့ဖျားရင်မြင်လေးကကျင်းလေးဟုတ်ကဲ့ကျင်းလေးကျွန်တော်တို့ကားဒီခြံလဲဝင်လာပြီးဒီကျွန်တော်ဟိုအထဲထဲထိမောင်းလို့ရတယ်ဟုတ်ပါတယ်ခင်ဗျအဲ့တုန်းကလည်းအဲ့လိုဟိုတိတ်ဟိုအောက်ကလမ်းမတာမန်တင်းတော့မခင်းရသေးဘူးရှွန့်နေတယ်အဘဒီဖျားကအရင်တုန်းကကျတော့ညံတော်အမြင့်ကဒီလောက်ပဲညံတော်အမြင့်ကဒီလောက်ပဲညံတော်အမြင့်ကလည်းဒီလောက်ပဲလူပတ်9000ပြည့်စီလောက်ပေါ့ရှိအောင်နော်အောက်ကဟိုဒီကဆိုင်ကတော့ပေါ့ဘယ်နှစ်လောက်ရှိတယ်ကွာ73မိလောက်ရှိတယ်ကွာ73မိလောက်ရှိတယ်အဲ့ဒီမှာအရင်တော့ဟိုသားတွေးခဲ့တဲ့ဟိုကုန်းသီးတွေမှာဟိုသစ်ပင်ကြီးရှိတယ်သစ်ပင်ကြီးတွေဟုတ်သစ်ပင်ကြီးတွေအဲ့ဒီသစ်ပင်ကြီးတွေကအမြင့်ကနေထိုးတဲ့အတွက်ဒီကြောင့်မလို့ဇီဒီတော်ရဲ့ရင်မြင်နေအဲ့ကိုနေနေကြွတ်တက်ပြီးတော့အဲ့ဒီအချိန်မှာအဘလက်တက်ကြတော့အဲ့ဒီသစ်ပင်ကိုရှင်းလိုက်တယ်ပြည်ကြီးတွေကိုဗာလေသူ့သေးသားလို့စစ်ဆေးပြီးတော့မှဗာလေထဲတော့ဟိုဆိုင်တက်လို့တာလုံပြီးတော့မှထဲတော့မှသူရဲ့ပညာရှင်တွေရဲ့ဟိုဗာလေအကြံပေးရကြောင်ပြည်ကြီးတူတယ်တော့ကြံပြီးတော့ဗာလေကြန့်ခိုင်လောင်အောင်ဘာလို့ကဓာတ်တောင်တွေဘာတွေထောက်တယ်ဝိုးကိုလည်းချဲလိုက်တယ်အရင်တော့သားမြင်ခဲ့တော့ဆိုလို့ရှိရင်မုံဦးတွေဘာတွေမရှိတော့အဘလက်တက်မှာကျတော့ချဲလိုက်တယ်မုံဦးလေးကိုလှုပ်ပေးလိုက်တယ်အဲ့ဒီပြင်မုံဦးလေးကိုရဲ့ဂျားနဲ့မှာရှိတယ်လွတ်နေတဲ့စပိတ်လေးမှာပေါ့အဘကဟိုဗာလေဟိုဇီးရန်လေးတွေထည့်ပေးလိုက်တော့နော်ထည့်ပြီးတော့အဲ့ဒီအရင်တော့အဲ့ဒီဖယားကြီးထဲမှာရှိတဲ့ဟိုရှေးအောင်ဖယားနေရှေးအောင်အဲ့ဒီဖယားတွေဘာလို့ကဂန်းနာကူတီတိုင်းစောက်ပြီးတော့မှအဲ့ဒီတွေကိုဘာလို့ပို့ပေးလိုက်တယ်ရှေးအောင်ဖယားတွေအဲ့ဒီရှေးအောင်ဖယားတွေကဆိုလို့ရှိရင်လွတ်လာရေးနောက်ပိုင်းမှာထွက်လာတာကျွန်တော်တို့စကြင်ကြောက်တယ်လည်းမဟုတ်ဘူးအင်္ဂလိပ်လည်းမဟုတ်အောက်မှာအုပ်ကိုလေပို့ပြီးတော့မှဆေးတွေပါတုတ်တော့လှုပ်ထားတယ်ဖယားအဲ့ဒါတို့ကဘာလို့ကအပြက်မအောင်ခက်ခက်
ဘက်မှာရွှေ့ပြီးတော့ ဟုတ် ရွှေ့ပြီးတော့မှဘာလို့ဟာကိုပြန်ပြီးလှုပ်ထားပြီးခန္ဓာမူကြီးတိုက်တယ်အဲ့အရင်တော့ရှိတဲ့လှိုင်ပြားထဲမှာကျတော့ဘာလို့ဟိုအလူရှင်တွေရဲ့ကောင်းမှုနဲ့ကျေးဇူးမရသည်ပေါ့။အောင်လန်ကောနာကောဓမကာတမကာတမဘုရားလေးကြီးကျေးဇူးရုပ်ကတော့ဒီဘာလို့အဲ့မှာထားလိုက်တယ်။အဲ့တော့အဲ့ဒီအပြင်ကိုဟိုအရင်တော့မရှိတဲ့ဒီဇီဒီရဲ့အပြင်ပစ္စယမှာဟိုဘိုးဦးတွေရဲ့ကြားထဲမှာရှိတဲ့ဇီဒီစင်းနူတော်လေးတွေပေါ့နော်။စင်းနူတော်လေးတွေကလေးစုကတော့ဟိုဗာလေခုနကပြောလို့အောက်သေးပြီးစီပြောဗရမများမျက်စင်စီပြောအောင်ချမ်းသာအောင်တော်မူဆိုပြီးတော့ဟောဗာလေဝက်တွေနဲ့ဒီထားပြီးတော့ကိုးွက်ထားတာအဲ့လိုကိုးွက်ထားတာအဲ့မှာလေစီတတ်တတ်ကကနဲ့ဘုရားဘူးတွေလည်းအများပြည်ကြီးကောင်းမှုနဲ့တော့ဟိုဘာတို့လှုပ်ထားပါဟိုဘုရားလည်းတကူရှိတယ်ဟိုတက်တိုင်ရပုံကိုယ်တွေရတယ်ဟိုဗာလေဆူတောင်းပြည့်လာကြောက်တာအပါသိခေါ်ပါဟုတ်ကဲ့ဒီမှာလဲကျွန်တော်တို့ဦးလည်းပြောတန်ကြတာကဟိုဆူတောင်းပြည့်တယ်အဋိဌာန်နေဝင်အဋိဌာန်အောင်ဟုတ်ကဲ့အဖပြီးတော့ကျွန်တော်တို့ဒီဖျားလေးရဲ့ဒီဇေဒီရဲ့ဟိုအနောက်ဘက်ခြံထဲမှာလဲဇေဒီတစ်ခုရှိရယ်เนาะအောင်သိတ်ထီဆိုအဲ့ဒါလေးကတော့အဘာလေးလာသိရတော့အရင်တော့ဒီရားကကျူတော်ကြွက်လေကျူတော်ရားကအဲ့ဒီမှာအိမ်တွေရှိတာပေါ့အဲ့ဒီအိမ်တွေမှာအိမ်ရဲ့တစ်ခုရဲ့ဟောပါလေအဘာလေးလာတော့အဲ့ဒီအတော်ကြီးရဲ့အိမ်ရှိမှာသူတို့ပါသူတို့ဟိုအရင်ရက်ွက်ရှိမှာသူပါသူတည်ထားတာတည်ထားတာလို့အဘာသိတယ်ဒါဒီအခုတော့ဖြက်လိုက်ကျူးတွေဖြက်လိုက်တဲ့ကောင်ကပေါ်ဘွေးကလေးပေါ်လာတော့အဘာတို့ကလည်းအဲ့ဒီဟာလေးကိုဟိုဗာလေဟိုသွားပြီးတော့ပါကွာတန်ရှေးပါညာလုပ်ပြီးတော့အများကြီးကထူဖို့ဟိုဗာလေဗာလှုပ်ထားပြီးတယ်ဟိုအတိတ်တန်းအောင်နေဟိုနည်းပြည့်တယ်ဆိုတော့ပါကွာအများသောအဖြစ်သွားကြတယ်ဗျဟုတ်တယ်အဲ့မှာလဲဒိတ်တန်အောင်ရတယ်အတိတ်တန်းအောင်တယ်ကွာအဲ့လိုပေါ့အဲ့နေရာတွေကဝင်သွားရင်ကြည့်လိုက်လို့ရှိရင်ဟိုတောအုပ်လေးတွေရောက်နေတယ်ရောက်တယ်တာယာနာပြောပေါ်လဲကောင်းတယ်အေးလဲအေးချမ်းတယ်အဲ့မှာလဲပုံကိုယ်တွေပါရှိတယ်လို့လဲပြောတယ်ဘာတော့ဒီကြတော့မတွေ့ဘူးဘာလို့ကတော့မြေတာပဲပို့တယ်လေပုံကိုယ်တွေပါရှိတယ်စောင်းကြောက်တယ်လို့လည်းပြောကြပါဟုတ်ကဲ့ပါဘာတော့အဲ့ဒါလေးကိုလေအချိန်ခါသိလို့ချင်းအဲ့ဒါလေးကိုလေဒီလိုပဲဟိုကလေတွတ်တက်အောင်ဖွင့်ပြအောင်လုပ်ဖို့တက်ဆိုင်ရာရှိမှာအပတောင်းလေးရှိပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့အခုလိုဖရားရဲ့သမိုင်းကြောင်းတွေရောဖရားရဲ့ဖြစ်ပေါ်လာပုံတွေရောတေချာပြည့်စုံရှင်းပြပေးတယ်လို့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့တားလည်းအဘောကလည်းအဘောကိုလာပြီးတော့ဟိုတရင်မိတဲ့အတွက်အခုအလုံးပရိသတ်တို့လည်းကျွန်တော်တို့ဗျာတိုင်ကြီးဖရားကိုလာရောက်တော့ပူကြပါဆူတောင်းလည်းပြပါတယ်တက်တရားပုဂ္ဂိုလ်များကိုလည်းဖိတ်ပါရွှေတော်မျိုးတော်များကိုလည်းဖိတ်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ညစာရန်စီရီဖျားဘလော့လေးကတော့ဒီမှာပဲပြီးဆုံးပါပြီကျွန်တော်နောက်ထပ် blog တွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ YouTube channel လေးကို subscribe လုပ်ပေးကြပါအောင်လို့ပြောရင်းနဲ့နောက်ထပ် blog တွေမှာဆက်လက်ဆုံပေးကြမယ်နော်